အားလုံးပဲမင်္ဂလာပါဒီကနေ့မနက်အစောပိုင်းမှာကစားခဲ့တဲ့ EFL ကဆီမီဖိုင်နယ်အဆင့်ပထမအကြိမ်ပွဲစဉ်တွေအဖြစ်နယူကာဆယ်ကအင်္ဂွင်းစိန့်ချိန်ပတ်မှာမန်ချက်စတာစီးတီးတင်ကိုလက်ခံကစားရတဲ့ပွဲစဉ်မှာတော့စီးတီးကပဲကျွန်တော်တို့စီမီညိုချက်ကီတို့ရဲ့အတွင်းကူနဲ့ထူးနေရလက်နဲ့နယူကာဆယ်ကိုအနိုင်ယူပြီးတော့မှနောက်တစ်ဆင့်တက်ဖို့အတွက်ဗောလေဒါဖိုင်နယ်ကိုတက်ဖို့အတွက်တေချာတဲ့အခွင့်အလမ်းကောင်းတွေနယူကာဆယ်ရဲ့အင်္ဂွင်းမှာပိုင်ဆိုင်သွားတဲ့အနေအထားဖြစ်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲမှာတော့ဒါစီးတီးနဲ့အနီးပြဖြစ်တဲ့ဖာကွာရီယိုလာကကျွန်တော်တို့ဗောလေနယူကာဆယ်တဲ့ကိုအနိုင်ရပြီးတော့သူ့အနေနဲ့ဗောလေ2025နိုဝင်ဘာ26ကလေဘာပူစင်အသင်းကိုကျွန်တော်တို့အရင်နိုင်ပြီးတဲ့ကနောက်ဆုံးပြိုင်ပွဲစုံ73ပွဲမှာ10ပွဲထိဒါကျွန်တော်တို့အနိုင်ရပြီးတော့မှ3ပွဲတည်ကြပြီးလုံးဝရှုံးပွဲမရှိတဲ့မှတ်တမ်းကောင်းကိုနိဗျပတ်ကွာရီယိုလာပိုင်ဆိုင်သွားတာလည်းဖြစ်တယ်ဒီနေ့ဘက်မှာ CD အသင်းရဲ့ဗောလေoverall performance ရအကြည့်မယ်ဆိုရင် CD အသင်းရဲ့နိဗျဖြစ်တဲ့ဖက်ကွာရီယိုလာကကျွန်တော်တို့တိုက်စစ်ကိုအဓိကအသားပေးပြီးတော့မှဒါနယူကာဆယ်ရဲ့ခံစစ်ကိုအချိန်ချင်း PRB ကစားခဲ့သလို out of position ဖြစ်သွားတဲ့အခြေအနေမှာနယူကာဆယ်တင်ရဲ့ကျွန်တော်တံပြန်အားကောင်းတဲ့ဒါကျွန်တော်တို့ကစားသမားတွေဝစ်စာတစ်ဖက်ကထိုနာလီကိုမာရတို့လိုကစားသမားတွေကိုထင်းချုပ်ဖို့အတွက်ခန်းစစ်ကို၄ယောက်လောက်ထိပိတ်ပြီးတော့ဗောလေဒါကျွန်တော်တို့ဒီအခွင့်အရေးတွေမပေးရအောင်ဖန်တီးသွားတဲ့အနေအထားဖြစ်တယ်ပထမတစ်ပိုင်းလုံးအတိုင်းတရားကြည့်မယ်ဆိုရင်နယူကာဆယ်က hard chance တွေ big chance တွေပိုရခဲ့တယ်ကိုရနိုင်ချေရှိတဲ့ expert ကူတွေပိုရခဲ့ပြီးတော့မှဒါကြောင့်ဒီနေ့ပွဲမှာပွဲထွက်ခဲ့တဲ့ Manchester City နဲ့လူငယ်ကစားသမားဖြစ်တဲ့ James Trafford အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ဒါအစောပိုင်းတွေက Manchester City တဲ့ကဗောလေဂိုးမပေးရတဲ့အနေအထားဖြစ်တယ်ဒုတိယပိုင်းမှာတော့ပွဲရဲ့ tempo အပြောင်းလဲဖြစ်ခဲ့တာကကျွန်တော်တို့ဗောလေစီမီညိုကဒါဥဆောင်ကိုရတယ်နောက်ထပ်သိမကြခင်မှာပဲစီမီညိုထပ်ပြီးတော့မှလာလာပပပိတ်သွင်းပြီးတော့ဒါဒုတိယမြောက်သွင်းကိုရခဲ့တယ်ဆိုပေမဲ့လို့ဒီသွင်းကိုကကျွန်တော်တို့အင်လန်ဟာလန်လူကျွန်းနေတယ်ဆိုတဲ့အနေအထားကြောင့်မလို့ကန်ဆယ်ဖြစ်ခဲ့ပြီးတော့မှဒါကျွန်တော်တို့ချာကီကနောက်ထပ်သွင်းကိုတစ်ခုသွင်းယူပြီးတော့ Manchester City တင်ကဒါနယူကာဆယ်ကိုထူးနေရလက်နဲ့အနိုင်ယူပြီးတော့မှ Premier League ဒါနယူကာဆယ်အင်္ဂွင်းမှာ2-1ရလက်နဲ့အရင်နိုင်မှုကိုခြေဖြတ်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့တပွဲလုံးရ overall performance ရကြည့်မယ်ဆိုရင် Manchester City တင်ရဲ့ကစားအားကျွန်တော်တို့ဒါကစားသမားတွေရဲ့ mentality နိုင်ပွဲဆက်နေတဲ့ကျွန်တော်တို့ mentality အားကတစ်ဖက်ကနယူကာဆယ်အသင်းကိုလုံးဝဖြိုခွဲလို့မရအောင်ထိဒါ solid ဖြစ်ခဲ့ပြီးတော့မှဒါဝင်းကစားသမားဖြစ်တဲ့ Jeremy Doku ဟာတကယ်ကိုအတိုးလုံးအားကောင်းခဲ့ပြီးတော့မှတစ်ဖက်ကနယူကာဆယ်ကစားသမားခန်းစစ်ကစားသမားတွေကိုအချိန်ချင်းဒုက္ခပေးနိုင်ခဲ့တာဖြစ်တယ်။နယူကာဆယ်အသင်းကတော့သူတို့ပုံမှန်ကစားနေကြ flat style တိုင်းပဲ high pressing ပေးတဲ့ aggressive ကစားတဲ့ကျွန်တော် counter အားကိုတဲ့ဒီပုံစံမျိုးနဲ့သူတို့ပွဲကိုချင်းကပ်ခဲ့တယ်ဆိုပေမဲ့လို့ဒါကျွန်တော်တို့နီးပြဖက်ကွာရီယိုလာကနယူကာဆယ်အသင်းရဲ့အိမ်ခွဲမှာအကောင်းဆုံးကစားနိုင်ခဲ့ပြီးတော့မှကျွန်တော်တို့ဒါပေါ့လေပထမအကြော့မှာ2နေရလာတဲ့အနိုင်ယူပြီးတော့မှEFL ကရဲ့ final အဆင့်ကိုတက်ရောက်ဖို့အတွက်အကောင်းဆုံးတော့နိုင်ပွဲတစ်ပွဲကိုယူကာဆယ်အိမ်ခွဲမှာရှာဖွေနိုင်ခဲ့တာဖြစ်တယ်ပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်